တို့နှင့်မထွေးလေးသည်မိခင်လိမ့်မကြီးနေထိုင်ရာချောင်းဆက်ကလေးသို့ရောက်ရှိလာခဲ့ချင်၏နှုတ်မှလည်းအမေဒီနေ့ကနေဝင်းနေတယ်မြဝင်းအောင်အမြန်သာပြေးပါတော့နော်အမေကိုဖမ်းမှုသူတို့လာနေကြပြီပြီးတော့အမေကပြေးထိုအခိုက်မှာပဲအိုးကြီးကိုအားကိုးရမယ်အောင်းမေးတယ်ကြီးကအဝေးရအောင်ပြေးခိုင်းနေသေးတယ်ဟုတ်ပါတော့ဘယ်နေရာမှာတုံးစားလို့မရတဲ့ခါမလေးပဲမိတို့ကမညာမတာပြောဆိုယူနေမကဖခင်ဖြစ်သူကလည်းလှုပ်ပေးခြင်းဟာကဲဟာဒေါသတကြီးဖြစ်ဖခင်သူဟာရိုက်နှက်ပြီးတော့သည်ထိုအဖြစ်ကိုအဝိတ္တယနာကနေညီတွေ့နေရသောလိမ့်မကြီးရင်လည်းမိစားနဲ့ထိုးတကဲ့သို့ကြက်စပေါင်းပူလုံးလာသည်မို့တမီလေးဟာရတမီလေးဟိုဝိုင်းမိနှိစက်နေကြပြီမဖြစ်ဘူးမအောင်သူတို့လူကျလို့အခုတော့နှိစက်နေတာပဲမဖပြေးလို့မဖြစ်တော့အခန်းခါလိုက်တော့မယ်ဟုတ်တီတူရေရွခန်းကန်းဆက်သို့ပြန်လဲကူးခတ်လာလေတော့သည်မေဘာလို့ပြန်လာတာလဲအမေကိုသူတို့တက်ကြမှာကိုတိကြီးနဲ့ပြန်လာရတာဘာကြောင့်များလဲမေထွေးလေးဦးတနာလို့လာရင်အမေဒီပါသမီးရဲ့တီးတယ်အမေတီးတယ်ပဲကြပါစီအမေကိုဒါဖြစ်မယ်လीအမေသမီးလေးရဲ့အောက်ကဝိဒနာတွေကိုနည်းနည်းမကြည့်ရဘူးသမီးရဲ့ထိုအခိုင်မအူသား၏မောင်ဖြစ်သူတုတ်ကြီးသည်လိမ့်မကြီးကအတင်းလူယူကထမ်းဖို့သွားလေတော့သည်အိမ်သူရောက်တော့ထိုအဖြစ်ကိုကြည့်ကကြည်နူးနေကြတော့တားအမိ၃ယောက်မှာတော့အောင်မွေးခံလျက်အပျော်ကြီးပျော်ရွှင်နေကြတာတော့ကွယ်ဒီမဲမထွေး姨讲马路人被门给压了姨地里个全部打完背的不切进屋来我太为了别为了မိတို့ဖြစ်သူဒေါ်ဦးစားကိုအလုံးကြောက်ရွံ့ရသောမိထွေးလေးသည်ဒေါ်ဦးစားစီမံသည့်အတိုင်းပြုရတော့သည်ဘာလုံးလဲ切到လေကိုယ်ပိုင်နေမချစ်စထိုကဲ့သို့ဒေါ်ဦးစားသည်အော်ခိတ်ချင်းပေါင်းကထွက်သွားလေတော့သည်မိခင်လိမ့်မကြီးသည်မိထွေးလေးရဲ့အောက်ကမိတွေကများလိုက်ပါပြီကွယ်အမေအယောင်ပူနေပြီသမီးကမင်းနဲ့လောက်ရှော့ပေးပါလားသမီးရဲ့ထိုအဖြစ်ကိုမကြည့်ရတော့မထွေးလေးသည်မိခင်လိမ့်မကြီးကိုဦးထဲမှဆယ်ယူပြဖက်ကငိုကြွေးနေမိတော့သည်ထိုချိန်တွင်ဒေါ်စားသည်အနားသို့ပြန်လည်ရောက်ရှိလာပြီးဟိုကြည်စံမင်းနာမငါကကြက်နေပြီးတော့ထင်းနေလားညီတို့ကအကူထိအလွမ်းတယ်လို့ကိုမပေးနိုင်သေးဘူးအဲ့ဒီလက်ကိုချက်ချင်းဝိုးတဲ့ပြန်ချိတ်ပြီးတော့မီးကိုခတ်ပြီးမင်းနဲ့ထောက်လိုက်စကောင်မမထွေးလေးလည်းဒေါ်စားအောင်ငုတ်ချင်းပေါင်းပြီးအဆုံးမှာတော့လိမ့်မကြီးကိုဦးထဲသို့ပြန်လည်ထက်ကချက်ပြုတ်ပြီးလိုက်ရလေတော့သည်明天到搞嘛，切皮蛋的အိမ်မောတခါလေးယူလာခဲ့ကြလားချက်ပြုတ်ပြီးသွားတဲ့အခါမှာတော့ဒီဖြစ်သူရဲ့အကြောင်းကိုတွေးရင်စိတ်မကောင်းဖြစ်ခါအမေအဖြစ်ဆိုးလိုက်တာဘေဘီကိုလက်ကြီးဖြစ်သွားတာတော့မှသမီးအပေါ်ထားတဲ့မိဘမြစ်တာကသမီးအဖို့တက်တာမိမရတော့မယ်အတည့်ရပါမမေကောင်းရမုံရဘဝမှာရောက်ပါစေလို့သမီးစူတောင်းပေးလိုက်ပါတယ်မေဒီလိုနဲ့မထွေးလေးလဲသူတို့စားတောက်ထားသောမိခင်လိမ့်မကြီးအယိုးများကိုအိုးတလုံးနဲ့သူထက်ကချောင်းရဲ့နဘေးမှာရှိတဲ့ကုန်းကြီးလေးမှာလက်နဲ့တူးပြီးညှို့နှံထားလိုက်လေတော့သည်ဝီမူဆောင်းအချင်းတွေဟာကုန်လုံးခဲ့ပြီဆိုရင်ပဲမထွေးလေးမိခင်ညှို့နှံထားရနေရာကနေပြီးတရက်ပင်ကြီးတစ်ပင်ဟာပေါ်ထွက်လာခဲ့ပါတယ်အဲ့ဒီတရက်ပင်ကြီးဟာရွှေသီးများတီးလေတယ်ရွှေအသီးများဟာအလုံးမြင်ပေါ်များပေမဲ့မိသူမှတော့ဒီအပင်ကအသီးများကိုခူးဆွတ်လို့မရကြပါဥကုံတရင်ကြောင့်မင်းသားလေးတစ်ပါးသည်ရောက်ရှိလာခဲ့လေမင်းသားလေးသည်ထူးဆန်းလာတဲ့အပင်ကြီးကိုမိသူစိုက်ပျိုးခဲ့တယ်လို့မိမြတ်နဲ့အခါမှာတော့တကူစားသည်မိမိသမီးများစိုက်ပျိုးထားသည်ဖြစ်ကြောင်းတက်တည်ပြသည့်အနေဖြင့်သူသမီးများကိုတယောက်ပြီးတယောက်ခူးဆွတ်၍ခိုင်းလေတော့ညီတို့ပင်ကြိုးစား၍ခူးဆွတ်ပါတော့လဲတရက်ပင်မှအသီးများသည်ခူးဆွတ်ရမရနိုင်အောင်ဖြစ်နေလေတော့သည်နားလေးသည်မနှမ်းမကန်းလို့ရက်နေတော့မထွေးလေးကိုခေါ်ကားဤအပင်မှအသီးများကိုခူး၍ဆက်တာခိုင်းတော့မိထွေးလေးမှာအလွယ်တကူပင်ခူး၍ရလေသည်မင်းသားလေးသည်မြင်ချင်းမှာပဲမထွေးလေးကိုသဘောကျနှိမ့်ကြိုက်သွားပြီးဒီအပင်နှင့်စိုက်ပျိုးထားသူမိထွေးလေးအားမင်းဌာနအဖြစ်သိမ့်ပိုက်မိဖြစ်ကြောင်းပြောကြားလိုက်လေတော့သည်အိုးမထွေးလေးတင်မြင်ချင်းကျွန်ုပ်သဘောကျနှိမ့်ကြိုက်တယ်ထို့ကြောင့်ရွှေနန်းတော်သို့လိုက်ခဲ့ရင်ကျွန်ုပ်ဖိတ်ခေါ်ပါသည်အိုးနမတော်စိုးရုံမိပါတယ်ဘာကိုစိုးရင်ထိတ်လန့်လာလဲနှမတော်ကျွန်ုပ်တင်အားကြည့်ရှုဆောင်မပါမယ်တို့နှင့်မင်းသားလေးသည်မထွေးလေးအားခေါ်ဆောင်ကနန်းတော်သို့ပြန်လာခဲ့သည်
တို့နှင့်မထွေးလေးလဲရွှေနန်းတော်ကြီးတွင်ပျော်ပျော်ရွှင်ရွှင်နှင့်နေသွားရရှာလေတော့သည်တနေ့တနာမင်းသားလေးသည်တိုင်းတစ်ပါးသားများနေဆက်တွင်ကျူးကျော်ဝင်ရောက်ပြီးတိုင်းပြည်ကိုရန်ပြုသောကြောင့်နောက်လိုက်စစ်တီတော်များနှင့်အတူစစ်တပ်ရန်အလို့ငါနန်းတော်မှထွက်ခွာသွားသည်တို့နှင့်မထွေးလေးသည်မိဘများကိုအောင်းမေတတိယပြီးကိုရနောစစ်တီတော်များနှင့်အတူနေရက်သို့ပြန်လာခဲ့လေသည်တနေရာအရောက်မိမိအင်းကိုမြင်တွေ့နေရပြီမို့ ကဲကျင်းတို့အားလိုက်ပါဆောက်ရှောက်ပြီးလို့ကျေးဇူးပါနော်မင်းတို့ပြန်နေပြီးစီချမ်းသာသူသာနေကြပါ ထို့သူပြောဆိုကလိုက်ပန်လာကြသောရန်ရွှေတော်များပြန်လေလှုပ်လိုက်လေတော့သည်အင်းလူရောက်တော့ 嘿，没处理，你一张plan 你 ဟုတ် 买 ပါ 吧。 တော့ကြည့်ပါဦး 多，你没得，我就是家的伢一多这样。 သူနှင့်စကားများဖောင်ဖွဲ့ပြောဆိုနေကြနေတော့သည်ထို့သူစကားပြောဆိုကြရင်းမှာ ဟင်းလက်ကောက်ပေးကအရှမ်းလှနေပါလားပြပါဦး ဟူဆိုကတောင်းကြည့်လေတော့သည် 哦အမရဲ့ကြည့်ကြည့်လေရော့ပြမ လက်ကောက်ကိုချုပ်၍ပေးလိုက်စဉ်ဒိုးစားသည်လက်ကောက်ကိုဆွဲလူကအိမ်အောက်သို့ပြစ်ချလိုက်ပြီးနောက် 嘿，来处理，你来搞不？你如今你还能呢？刚有被肉，马肉龙王们高比内米。 သုံးမကြီးဒိုးစား၏အကြံကိုမသိတော့မထွေးလေးသည်အိမ်ပေါ်မှဆင်းလိုက်တဲ့ဆိုရင်ပဲဒိုးစားတို့တားမိသည်အိမ်ပေါ်မှပုပ်ပွက်ဆူနေသောရင်နွေးတို့ဖြင့်ကြောင်းချလေတော့ 啊，美丽，不累着，给家保险，美丽不累着，给家保险。 လူပေါ်ဟစ်ကဂန်းကြီးမလေးတစ်ကောင်ချက်ချင်းဖြစ်သွားပြီးကောင်းကင်ဘုံတို့တဟုန်တို့ပြန်ပြေးပြောက်ကွယ်သွားရှာလေတော့သည်မထွေးလေးလည်းမရှိတော့ပြီမို့ဒိုးစားသည်သူ့၏သမီးအကြီးဖြစ်သူမကြီးတန်ကိုမထွေးလေးဟန်ဆောင်ခိုင်းလျက်နန်းတော်တွင်နေစီလေသည်စစ်ချီထွက်ရာမှပြန်လည်ရောက်ရှိလာသောမင်းသားလေးသည်အိုးချစ်နှမတော်ထွေးလေးရဲ့ဘာကြောင့်များအခုလိုညနာတော်ကိုဖုံးကွယ်ထားရသလဲကွမိလိတော့မကြီးတန်က မောင်တော်ခီးသွားနေတော့နမတော်ညခမ်းဆုံယောဂဖြစ်နေပါပြီခုထိမကောင်းသေးလို့ပါမောင်တော်ရဲ့နမတော်ရဲ့ညနာကိုမောင်တော်ကြည့်မိရင်ကူးဆက်မှာဆိုလို့ခုလိုဖုံးခွေထားရတာပါမောင်တော် အော်ဒီလိုလားနှမတော်ရဲ့ထားလိုက်ပါမောင်တို့အတွက်ဆိုပြီးရက်လုံနေတဲ့လုံကြီးပိုးတယ်လေမောင်တော်ဝှချင်လာပြီအပိသက်ပေးပါဦးဟုတ်မင်းသားလေးကပြောလေတော့မကြည်တန်းသည်ရက်ကန်းမရက်တဲ့သူမှုအကြက်ရိုက်နေပြီဘာလို့ရမှန်းမသိ အဲ့ဒါမှဒုက္ခပဲငါလေးရကမ်းမရက်တဲ့ စိတ်ထဲမှာရေရွနေရင်သူတို့၏ပြောတကားများကိုတစ်ပင်ပေါ်တွင်နားထောင်နေသောမထွေးလေးတစ်ဖြစ်လေဂိမ်းမာလေးသည်သူ့အမဒုက္ခတွေ့မီကိုစိုးတစ်ဖြစ်နန်းတော်ထဲသို့ဝင်လာပြီးရက်ကန်းခဏီးများကိုတင်ပြပေးနေလေသည်သူလူနှင့်စကားပြောဆိုတတ်သောဂိမ်းမာလေးကိုမင်းသားလေးသည်ထူဆန်းစွာနှင့်ငေးကြည့်နေရင်သူ၏ဓာနေဆောင်သို့ထွက်ခွာသွားလေတော့သည်ထို့အချိန်တွင်မကြီးတန်းသည် ကောင်ဟာစပ်ညီမထွေးလေးဖြစ်သွားတဲ့ခုကြိုင်းမှာမဟုတ်လားငါမလုပ်တဲ့ဘူးဆိုတော့ညီသိလို့ဒါကိုတက်မောင်တို့ရှိမှာငါ့ကိုအချက်ခွဲတာပဲညီမငါသိချင်းကပ်လာနေနိုင်ပဲကဲဟဲဤတန်းကဲဟဲအမအေးရပဲ ထို့သူပြောဆိုရိုက်တဲ့ပြီးနောက်စရောဂေးထံပေး၍ချက်ခိုင်းလိုက်စီတော့သည်သူနှင့်ထမင်းစားချိန်သို့ရောက်သောအခါဝဲစားတော်ကေကြီးသည်အချိန်မီလာ၍ပြီးလေသည် မောင်တို့ကိုစားသိခင်တို့ချက်ထားခိုင်းတာမောင်တို့ကိုပြီးလိုက်ပါ ဘာဟင်းနေများတော့နှမတော်ရ ဂျိုင်းသားလေးမောင်တို့ရ မင်းသားလေးသည်တူရီသွားပြီးမနေ့ကခမ်းမဆောင်ထဲဝင်လာပြီးစကားပြောတဲ့ဂိုင်းမလေးလားအိုးဒီလိုဆိုငါမစားရပြီဘူး ဟုတ်ပါတယ်မောင်တို့နှမတော်ကိုယ်တိုင်ရိတ်သက်ခါမောင်တို့မစားတော့ဘူးလား မင်းသားလေးသည်ဟင်းကွက်ကိုယူကားသွား၍စွန့်ပစ်လိုက်လေတော့သည်မင်းသားလေးစွန့်ပစ်လိုက်တဲ့နေရာမှာထူးဆန်းစွာနဲ့အုတ်ရှိပကြီးတပင်ဟာဘွားကလေးပေါ်ပေါက်လာခဲ့ပြီးဤယာမအုတ်ရှိတီကြီးတစ်လုံးတင်းနေသည်ကိုလည်းထူးဆန်းစွာတွေ့နေရလေသည်မင်းသားလေးလည်းအံ့ဩလို့ကြည့်နေခိုက်မှာအုတ်ရှိတီကြီးသည်မြေကြီးပေါ်သို့အရှင်မြင့်စွာပြုတ်ကျပြီးကွဲထွက်သွားလေတော့သည်ထူးဆန်းလို့ဝိုင်းအောင်ကြည့်ရှုနေစဉ်တွင်မှာပဲမင်းသမီးလေးသည်ထိုအုတ်ရှိတီထဲမှပေါ်ထွက်လာခဲ့လေတော့သည်ထို့နောက်တော့မင်းသားလေးမှာအကျိုးအကြောင်းကိုမင်းများလေတော့မင်းသမီးလေးသည်မချွေးမချမ်းဖြစ်ကြောင်းကိုယ်စဉ်ကိုပြောပြလိုက်လေတော့သည်မင်းသားလေးသည်မုဆိုးမကြီးဒေါ်ဦးသားဥဆောင်သောသို့သွန်ရုပ်မာလာတဲ့တားအမိ၃ယောက်ကိုချက်ချင်းဖန်ကိုင်းစီလျက်မြို့တော်မှနှင်ထုတ်လိုက်လေတော့သည်